အားလုံးပဲမင်္ဂလာပါရှင်။ကျွန်မကတော့ A+ Education မှာအင်္ဂလိပ်စာသင်ကြားနေတဲ့ Teacher Alina ဖြစ်ပါရဲ့ရှင်။ကျွန်မက A+ Education မှာဖွင့်လှစ်ထားတဲ့ Cambridge Global English Year 4-5-6 Curriculum နဲ့ပတ်သက်ပြီးတော့ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။ Cambridge Global English သင်ယူမှာဆိုရင်တော့ Learner Street အနေနဲ့ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့အကြောင်းအရာတွေကိုထည့်သွင်းထားတဲ့ Global Topics တွေကို English Language နဲ့ချိတ်ဆက်ပြီးတော့လေ့လာသင်ယူရမှာဖြစ်ပါတယ်။ဒီဗီဒီယိုလေးမှာ sharing လုပ်ပေးသွားခြင်းတဲ့ agenda တွေကတော့ textbook, teaching and learning approach, what student will learn, student skill development, essential life skill, assessment and progress, learning outcomes တို့ပဲဖြစ်ပါရဲ့ရှင်။ Cambridge Global English သင်ကြားတဲ့အခါအသုံးပြုတဲ့ textbook တွေကတော့ Cambridge University Press ကထုတ်ထားတဲ့ Cambridge Global English Second Edition ရဲ့ Learner Book နဲ့ Workbook တွေကိုအသုံးပြုပါတယ်။ဒီဟာတစ်ခုချင်းစီမှာဆိုရင် Global Topics တွေကို Literature ပိုင်းအနေနဲ့သင်ယူရမှာဖြစ်ပါတယ်။ Literature ပိုင်းမှာဆိုရင်ဖြင့် English language ကို focus လုပ်ထားတဲ့အကြောင်းအရာတွေအပြင် Science, Math, Culture နဲ့ World Environment စတဲ့အကြောင်းအရာတွေကိုပါချိတ်ဆက်ထားတာဖြစ်ပါတယ်။ topic တစ်ခုချင်းစီတိုင်းကိုသင်ယူတဲ့အခါအင်္ဂလိပ်စာရဲ့ main skill တွေဖြစ်တဲ့ listening skill, speaking skill, reading skill နဲ့ writing skill တို့အပြင် critical thinking skill ကိုပါရရှိအောင်လေ့ကျင့်သင်ကြားပေးတာဖြစ်ပါတယ်။ Teaching approach အနေနဲ့ကတော့ student centered approach ဖြစ်ပြီးကျောင်းသားတွေကိုယ်တိုင်ပါဝင်သင်ယူနိုင်တဲ့ active learning style နဲ့သင်ကြားပေးပါတယ်။ online စတင်ခန်းထဲမှာဆိုရင် learner street အနေနဲ့ individual discussion တွေအပြင် pair work, group work နဲ့ presentation activities တွေကိုပါတက်ကြွစွာပါဝင်ဆောင်ရွက်ရမှာဖြစ်ပါတယ်။အဲ့ဒါတွေအပြင် text based activity တွေမှာ role play, problem solving, group discussion တို့မျိုးလက်တွေ့ဘဝနဲ့ဆက်နွယ်နေတဲ့ text တွေကိုအသုံးပြုပြီးကျောင်းသားတွေကို English language ကိုအသုံးပြုရင် concept ကိုနားလည်လာအောင်သင်ကြားပေးပါတယ်။အဲ့လိုမျိုးသင်ကြားပေးခြင်းအပြင်ကျောင်းသားတွေကအစာကိုအလွတ်ကျက်မှတ်တာမျိုးမဟုတ်ဘဲနဲ့လက်တွေ့အသုံးချနိုင်တဲ့ skill တွေကိုပါရရှိလာမှာဖြစ်ပါရဲ့ရှင်။ဆက်လက်ပြီးတော့ student skill development အနေနဲ့ global english သင်ခန်းစာတွေကိုသင်ကြားရေးအထောက်အကူပြု audio file တွေနဲ့ချိတ်ဆက်သင်ယူရတာဖြစ်လို့ learner street အနေနဲ့ listening skill တို့တက်လာမှာဖြစ်ပါတယ်။ speaking english အပိုင်းမှာဆိုရင်လည်း self confidence ရှိလာပြီးတော့ pronunciation မှန်ကန်စွာနဲ့ fluency ကောင်းအောင်ပြောလာနိုင်မှာဖြစ်ပါတယ်။ writing ပိုင်းမှာဆိုရင်တော့ paragraph writing နဲ့ essay တွေကို grammar မှန်ကန်စွာရေးတက်လာမှာဖြစ်ပါတယ်။အဲ့ဒါတွေအပြင် reading ပိုင်းအနေနဲ့ context မှာပါတဲ့အကြောင်းအရာတွေကိုကိုယ်တိုင်ဖတ်ရှုနားလည်နိုင်လာမယ့်အပြင်မိမိတို့ရဲ့ own idea တွေကိုပါချပြနိုင်လာမှာဖြစ်ပါတယ်။အခုလို primary level မှာရရှိလာတဲ့ development skill တွေဟာဆိုရင်ဖြင့် primary level ပြီးမြောက်သွားလို့ secondary level ကိုဆက်လက်တက်ရောက်တဲ့အခါမှာခိုင်မာတဲ့ foundation တစ်ခုဖြစ်လာမှာဖြစ်ပါရဲ့ရှင်။ Teacher A+ Education မှာဆိုရင် 21st century skill တွေရရှိအောင်လေ့ကျင့်သင်ကြားပေးတာဖြစ်လို့ learner တွေအနေနဲ့ creativity, collaboration, communication နဲ့ critical thinking skill တွေတိုးတက်လာမှာဖြစ်ပြီးတော့ independent learner တွေဖြစ်လာမယ့်အပြင် social skill တွေပို့ပြီးတော့ကောင်းမွန်လာမှာဖြစ်ပါတယ်။ assessment and progress အပိုင်းမှာတော့ပထမဦးဆုံး assessment အမျိုးအစားတစ်ခုဖြစ်တဲ့ informal assessment ကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။ informal assessment ကိုစစ်တဲ့အခါမှာစာမေးပွဲစစ်တဲ့ပုံစံမျိုးနဲ့မဟုတ်ဘဲနဲ့ဒီစာသင်ချိန်တစ်ချိန်အတွင်းမှာသင်ယူလိုက်ရတဲ့ lesson တွေကိုဘယ်လောက်နားလည်တယ်လဲဆိုတာကို game တွေ activity တွေ group လိုက်လုပ်ရတဲ့ presentation တွေနဲ့ project ပေးပြီးတော့ teacher တို့ကစစ်ပေးပါတယ်။ formal assessment အနေနဲ့ကတော့အင်္ဂလိပ်စာရဲ့ for skill ကိုညီမျှစွာမေးခွန်းထုတ်ထားတဲ့ test ကို individual အနေနဲ့ on paper ဖြေရမှာဖြစ်ပါတယ်။ formal assessment ကိုတော့ unit 2 ခုပြီးတိုင်း2 လတစ်ကြိမ်စစ်ဆေးပေးတာဖြစ်ပါတယ်။ self assessment မှာတော့ unit တစ်ခုပြီးသွားတဲ့အခါမှာအဲ့ဒီသင်ခန်းစာကိုဘယ်လောက်နားလည်တယ်လဲဆိုတာကို learner street ကိုယ်တိုင်ကစစ်ဆေးရတာဖြစ်ပါတယ်။ကိုယ့်ရဲ့ strength နဲ့ weakness တွေကိုကိုယ်တိုင်နားလည်ရမှာဖြစ်ပြီးတော့မိမိတို့လိုအပ်နေတဲ့ skill ကိုပို့ပြီးတော့လေ့ကျင့်ပေးရမှာဖြစ်ပါတယ်။ assessment တွေမလုပ်ဘဲနဲ့တော့တိုးတက်မှု skill တွေကိုဘယ်လောက်ရှိရဲဆိုတာသိနိုင်မှာမဟုတ်ပါဘူး။ teacher တို့အနေနဲ့ကတော့ learner street ရဲ့လိုအပ်ချက်တွေကိုပုံမှန်လေ့ကျင့်သင်ကြားပေးမယ့် progress တွေကိုစဉ်ဆက်မပြတ်ပြင်ဆင်ပေးထားတာဖြစ်ပါတယ်။ Teacher တို့ရဲ့ A+ Education မှာတက်ရောက်ပညာသင်ယူလိုပါက Teacher တို့ကို chat box ကနေတဆင့်ဆက်သွယ်လို့ရပါတယ်။ဗီဒီယိုလေးကိုအချိန်ပေးပြီးတော့အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။